အခုတလောအင်တာနက်ပေါ်မှာဒီအာလူးလုံနီးအစ်စ်ကအရန်နာမည်ကြီးနေပါတယ်။စားတောက်ဆိုင်တွေမှာတပွဲကိုဈေးကြီးပေးရပေမဲ့အိမ်မှာတော့ကုန်ကျစရိတ်နည်းနည်းနဲ့လှူစားနိုင်ပါတယ်။အရင်ဆုံးအာလူးကိုအခွန်ခွာပြီးအပြင်ဘက်အလွှာကိုဖယ်ရှားပါ။ပြီးရင်အတုံးရှိရှိကြီးတွေလှီးပြီးနောက်ထပ်အတုံးသေးသေးလေးတွေထပ်လှီးပါ။အိုးတစ်လုံးနဲ့ရေတီးပြီးပွက်လာတဲ့အခါအာလူးတုံးတွေကိုထည့်ကာစက္ကန့်30ခန့်ပြုတ်ပါ။ဒီလိုလှုပ်ချင်းကအာလူးရောင်မဲမသွားစေပဲကုံမှုန့်ကလည်းပိုကတ်စေပါတယ်ထို့နောက်အာလူးတွေကိုဆဲထုတ်ပြီးရေစင်အောင်ခြောက်တွေ့စေပါပြီးရင်ပြောင်းဖူးကုံမှုန့်စပွဲတင်စွန်းနှစ်စွန်းထည့်ပြီးအာလူးတုံးတိုင်းမှာကုံမှုန့်အလွှာကတ်သွားအောင်တေချာရောမှွေပါထို့နောက်ဒဲအိုးထဲစီပူအောင်လုပ်ပြီးအာလူးတွေကိုထည့်ကြော်ပါအစပိုင်းမှာမီးမပြင်းလွန်းစေပဲအာလူးပုံစံမပြတ်အောင်ဂယုစိုက်ပါ3မိနစ်ခန့်ကြော်ပြီးရွှေရောင်တန်းကကျွတ်ရလာတဲ့အခါဆဲထုတ်၍စီစစ်ထားပါနောက်ထပ်ဒဲအိုးတစ်လုံးထဲစီနှဲငယ်ထည့်ပြီးအချိုချင်းဆော့ကိုထည့်ပါတခြားပါဝင်ပစ္စည်းထပ်ထည့်စရာမလိုပါဆော့ထဲမှာပူပေါင်းသေးသေးလေးတွေတက်လာတဲ့အထိချက်ပါပြီးရင်ကြော်ထားတဲ့အာလူးတွေကိုထည့်ပြီး sauce တွေအာလူးပေါ်မှာညီညီမျှမျှကတ်သွားအောင်အမြန်ရောမှွေပါနောက်ဆုံးမှာနှမ်းစေအနေငယ်ဖြူပြီးတစ်ခေါက်ထပ်ရောမှွေကမီးပိတ်လိုက်ပါဒါဆိုရင်အချိုချင်းအရသာရှိပြီးကျွတ်ရတဲ့အာလူးကြော်အစင်သင့်ဖြစ်ပါပြီဟော်လိုလေးလှုပ်ထားခဲ့နော်တဲတို့ရဲ့